နမဲထုံးရဘယ်လိုပြောရမလဲပတ်စံမရတော့လေဒီလုံးနဲ့ဒီလုံးကမိုးရွေးမရနေဘက်ကျဘာမှမရရင်ကုန်းတော့ဘယ်လောက်ကြာပြီလဲဆိုတော့ကျွန်တော်ညီကောင်မောင်တို့ကဒီရင်ကုန်းအလုပ်ပဲလုပ်ကြတာပေါ့ဘလို့ကဒီပြည့်အပြည့်လုံးလုပ်တယ်ပတ်စံဒီလောက်ပဲလေဒီထဲမှာရတဲ့နေ့ရှိဆိုမရတဲ့နေ့ကများပါတယ်နမဲထုံးရရင်ကုန်းတော့ဘယ်လောက်ကြာပြီလဲဆိုတော့ကျွန်တော်ညီကောင်မောင်တို့ကဒီရင်ကုန်းအလုပ်ပဲလုပ်ကြတာပေါ့ဖေးမေကတော့ဖေးကတော့မရှိတော့ဘူးပေါ့အမေကတော့ကြံသေးတယ်ငယ်လေးနဲ့လုပ်တော့ဘာမှမဖြစ်တော့ဘူးပေါ့သူကဘယ်နှယောက်ကြီးလဲဆိုတော့ညီကောင်က9ယောက်ရှိတယ်တည်တဲ့သူလည်းတည်ကုန်ကြပြီပေါ့အသက်28လေရတော့ဘောင်နှမတွေကြီးပဲပေါ့ညီကောင်မောင်နှမတွေပဲဝယ်တာခြေချိန်နဲ့လောက်ရတာခြေတအားစီဝမ်းငုံလို့မရတော့အဲဒီလိုမျိုးရှင်ချိန်နဲ့တစ်ချက်လောက်ပဲငုံလို့ရဒီလိုမျိုးရေကြလို့ရေတက်သွားဒီလိုလေးပေါ့ဟိုပင်လေဝင်လာတအားရေစီဝမ်းငုံလို့မရတော့မိုးရင်းပေါ့ဒီလိုမိုးရင်းကတမောကျရှောင်းလို့ရတာဟုတ်ပါဘူးဘာမှမမြင်ရဘူးဟိုညလုံးကန်းသလိုပဲရှောက်သွားနေတာအဲ့တော့ငါးရီပါရှိတာပေါ့သူတို့ရဲ့ဝင်ဝတ်တိုးတက်မိတာပေါ့သူတို့လည်းမလို့အဲ့ဒါကခံစားရတယ်ဒီလိုမျိုးရဘယ်လိုခါငယ်လေးလို့ဒါတွေကအတွေ့အကြုံရှိနေတော့တောင်းမခံစားရတော့ဘူးပေါ့အခြေတဲကငားလားပါလားသူတို့သိဒီလိုမျိုးဟိုကရေချိန်နဲ့အဲ့ကျွန်တော်ပြောရေငိမ့်သားလေးပဲငုံလို့ရရေတားစီဝဲငုံလို့မရတော့ရောင်းရမယ်မှာအကုန်လုံးယူတယ်တန်လို့ပါလို့ပေါ့မဟုတ်ဘူးယူကြအဲ့တော့ခဲ့ရတာအခိုက်တော့လှုပ်ရှားနေရတာပဲဟိုလူကြောက်ကဒီလူကြောက်ကလုံနေရတာဘလို့ကဒီပြည့်အပြည့်လုံးလုပ်တယ်ပတ်စံဒီလောက်ပဲလေဒီထဲမှာရတဲ့နေ့ရှိဆိုမရတဲ့နေ့ကများပါတယ်မရတဲ့နေ့ကျတော့ဒီတိုင်းပဲပေါ့ဝေသားမြသားတွေယူပြီးတော့ပြန်ရတာပေါ့အဲ့ကျတော့ရင်ကုန်းတဲ့သူကရင်ကုန်းဒီအပေါ်မှာလိုက်တဲ့သူကျတော့အပေါ်မှာလိုက်တဲ့လူပေါ့ဟုတ်တာအတက်ကြတာဟုတ်တာတော့အလဲကြတော့မဟုတ်ဘူးပေါ့ဒီရင်ကုန်းလေးတလေမှာရင်ကုန်းသမားပါမယ်အပေါ်လူတွေပါလည်းပါတာပေါ့အပေါ်မှာဝိုင်းလုပ်တဲ့သူ14နှစ်သားလောက်တည်းအကြီးကြီးရင်ကုန်းလုပ်ပဲလုပ်ကြတာပေါ့ကျန်တဲ့လေရင်ကုန်းလေးပေါ့တန်ကုန်တွေရောတက်သားကုန်တွေရောအားလုံးပေါင်းအစီး20လောက်တော့ရှိမှာပေါ့စီး20အဲ့လိုမျိုးရကျွန်တော်ညုံရတဲ့ဘယ်နှစီ3စီး4စီးလောက်ရှိတယ်ကျန်တဲ့သူတွေကတော့ဘာသာခွဲတွေလည်းပါတယ်သက်ဆိုင်ရှိတဲ့လူတွေကတန်ကုန်ပိုင်းထောင်တာပေါ့မရှိတဲ့လူတွေတက်သားကုန်လေးပါလေးကိုဝယ်ပြီးတော့လုပ်ကြတာဒီဘယ်လိုပြောရမလဲပတ်စံမရတော့လေဒီလုံးနဲ့ဒီလုံးကမိုးရွေးမရနေဘက်ကျဘာမှမရဘူးနေဘက်ကျရင်တော့အလှေကုန်းမနေနိုင်ဘူးကုန်းမော်လို့တွေးတဲ့လုံလျှောက်လို့ကြတာပဲဝဲသားရေးတဲ့ဝါသနာပါလို့လုပ်တဲ့သူကများတယ်ဒီနေ့ဝဲတော့အဲ့လိုမျိုးဒီဆက်ရိုးသွေးရတော့သူတို့ဘာမှမဖြစ်ဘူးဆက်ပြက်တာလို့စခန်းထဲမှာတခုချိုးဝင်သွားတယ်ဒီအောက်ကသူကသိနိုင်တယ်ငင်းငင်းလုပ်ပြရအောင်အဲ့တော့ဒီလိုမျိုးဟောလုပ်နေတဲ့အသက်ဆုံးရှုံးသွားတယ်လို့ရှိတာပေါ့အများကြီးပဲရေလို့အောင်မရဘူးပါဘူးဒီအပြစ်လူတွေကတော့ရှိတာပေါ့များပြားတော့အသက်28